ရန်ကောင်းတယ်ရန်ကြိုက်တယ်ဟာညီလေးနာမည်လို့ဟုတ်မင်းနာမည်ကိုမေးနေတာ โอ้ကျွန်တော်နာမည်ကရဲဖတ်မှာ ဟောရဲဖန်လားဘယ်ရလဲ โอ้တောင်လုံးလကွေးတိုင်းဒေတာရက်လား ဟောတမိုင်းကြီးပေါ့နော် ပထဝီမဟုတ်လား ဟမ်ဟောပထဝီလားပထဝီဆိုရင်အခုအတင်းကို join ပါအခုအတင်းကို join ပါမောင်လေးအတန်သေးသလောက်တော်တော်ကောင်းတယ် ဟမ်ဒါမသိပါဘူး ဟောအတန်ပြောတာဟိုဒါနဲ့မောင်လေးထောင်ထွက်ဖန်မှာ ကိုထောင်ထွက်ရဲ့တချင်းတွေတော့ကျွန်တော်နားထောင်ကြည့်တယ် ဟောသိတယ်မပြောနဲ့ထောင်ထွက်ဖန်မှာသိတယ် မဟုတ်လေကိုဟိုအာတာ ဟောသိပါတယ်သူသိတယ်ထောင်ထွက်ဖန်ဆိုတာသိတယ်ဆရာကိုကျွန်တော်ပြောချင်တာကျွန်တော် group မှာဗျာ rubber ဆောင်းအများနေတယ်အဲ့တော့ကျွန်တော် group တွေကိုဆရာလာမယ်ဆိုလို့ရှိရင်လုံးဝတောင်ထွက်နေ ဘာတောင်ထက်က no ဆရာကျွန်တော် group တွေကိုပါလာဖို့အတွက်ကျွန်တော် no ဟိုကျွန်တော် group တွေကို join no ကျွန်တော် group no ကျွန်တော်မဟုတ်ဘူးတပုံချားနေလို့မဟုတ်ရင်လာရိုက်တော့အေးထောင်ထွက်လာအေးငါတို့ရိုက်ကူးရေးမှာအေးဟိုဟာဒီမှာနင်းဖန်ရောင်းနေတယ် They ask you how you are, you just have to say that you're fine. They're not really fine. ဘုမထွက်တော့ဆင်းခဲ့လားအေးအဲ့တချင်းဆိုရတယ်နင်းအရန်ဆို crazy fucking ဆိုပူစီရေးပိုင်းမလုပ်နဲ့တော့ They ask you how you are, you just have to say that you're fine. They're not really fine. ဆို fucking crazy တဲ့နင်းအေးရောဒီမှာမိတ်ဆက်လိုက်ပါအောင်ဟောအေးထောင်ထွက်ဟိုကမင်းငါ့ကိုအကျွေးပေးရရှိရမင်းမမိရမလား ကျွန်တော်ရဲဖတ်ပါကိုအမို့ကျွန်တော်နာမည်ကရဲဖန်လို့အဲ့ဒါပြော ဟွာဒီမှာပြောမယ်ဟွာအကျွေးနေမပြောနဲ့တော့မပေးဘူးတော့မှာလေအေးဟိုထောင်ထွက်လာအမအေးမင်းငါ့ကိုပေးကြရှိရဲ့အကျွေးအဲ့ဒါခြေလိုက်တော့ကွာအဲ့ဒါဒီမလားလို့ပြောပြီးတော့သွားနေဟယ်လိုအေးထောင်ထွက်နင်းဖန်ဟဲ့ဒါနင်းရဲ့ဖန်ပဲသီးတာငါဖန်လို့ဖန်လိုက်တာပဲအေး ဟုတ်ကဲ့ကျွန်တော်ဒိုင်းအားလုံးကိုလေးစားပါတယ်ကျွန်တော်တချင်းလေးဆိုပြီးတော့ရွေးလိုက်မယ်နော် ဩတချင်းပိုင်ရှင်ကိုရွေးမှာပေါ့နော် ဟုတ်ကဲ့ကျွန်တော်စိုးမယ်နော်လူဆိုတာဟာအရှုံးမမင်းနဲ့ကြိုးစား ထောင်ထွက်တချင်း